အားလုံးပဲမင်္ဂလာပါပထမဦးဆုံးအနေနဲ့ခုနှစ်ရက်သားသမီးများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြစေဖို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်နတ်ဖန်ဧပြီလ10ရက်နေ့အပိတ်နေ့ပေါ့နော်အပိတ်နေ့မှာကျွန်တော်ရဲ့နေကုန်ချင်းနေကုန်ကီးနေကုန်ဘရိတ်နဲ့ကျွန်တော်ရဲ့ရွေးကွက်တွေကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နေကုန်ဘရိတ်ကိုတော့ကျွန်တော်မွေးဘရိတ်ပါတဲ့683ညဘရိတ်ကိုကျွန်တော်ရွေးချယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နက်ဖြန်ဧပြီလ10ရက်နေ့အပိတ်နေ့ရဲ့အကောင်းဆုံးနေကုန်ချင်း4နှစ်ဝမ်းချင်းဖြစ်ပါတယ်နက်ဖြန်ဧပြီလ10ရက်နေ့အကောင်းဆုံးနေကုန်ကီး6တစ်ကိုကီးကျွန်တော်ရွေးပေးချင်ပါတယ်နက်ဖြန်နေကုန်မှာအကောင်းဆုံးဘရိတ်ကခုနကျွန်တော်ပြောခဲ့တဲ့683ညဘရိတ်ကိုအကောင်းဆုံးနေကုန်ဘရိတ်အနေနဲ့ရွေးပေးချင်ပါတယ်အကွက်ကတော့နည်းနည်းအကုန်လုံးထိုးမှဆိုတော့12ကွက်ရှိတယ်နော်12ကွက်မှာကျွန်တော်4ကွက်ကိုတော့ကျွန်တော်ပယ်လိုက်မယ်နော်8ကွက်အဓိက main 8ကွက်က15ရယ်60ရယ်89ရယ်19ရယ်26ရယ်19ရယ်28ရယ်46အဲ့ဒီ8ကွက်ကတော့မဖြစ်မနေထိုးရမယ်8ကွက်ပေါ့နော်ကျွန်တော်ပယ်လိုက်တဲ့အကွက်4ကွက်ကတော့4ရယ်29ရယ်80ရယ်39ရယ်အဲ့4ကွက်ကိုကျွန်တော်ပယ်ထားတယ်နော်နောက်ဖန်ဧပြီလ10ရက်နေ့ပိတ်နေ့မှာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နေကုန်မှာတစ်ချိန်တော့ထိထိမိမိရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ယုံလဲယုံကြည်ပါတယ်နော်အဲ့8ကွက်တည်းက1560 89 19 26 19 28 46အဲ့8ကွက်ထဲမှာကျွန်တော်အကြိုက်ဆုံးကွက်က46နဲ့89 46နဲ့89နှစ်ကွက်ကိုကျွန်တော်အကြိုက်ဆုံးဖြစ်ပါတယ်เนาะပယ်လိုက်တဲ့၄ကွက်တည်းမှာတော့ကျွန်တော်ခွန်3ကိုအကြိုက်ဆုံးပယ်လိုက်တဲ့၄ကွက်က84 29 80 39နဲ့မှာကျွန်တော်3ခွန်ကိုအကြိုက်ဆုံးပါเนาะအားလုံးမကစားနိုင်ရင်ရှုပ်ကွက်တော့မဖြစ်မနေကစားပေးပါเนาะ8ကွက်တည်းမှာ main ကွက်2ကွက်က46ရယ်89ရယ်အားလုံးပဲနောက်ဖန်ကံကောင်းကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်เนาะအားလုံးပဲဘိုင်ဘိုင်